ပဲများများနဲ့ကြော်မယ်ပြီးသွားရင်တော့နှက်သွားရင်နော်ကြည့်ပါဦးဒီမှာအများကြီးပဲရတာကဲမင်္ဂလာပါအမျိုးတို့ရေအန်ဒီဆာဒီနေ့လေကင်းကိုကလေးတွေကိုပဲမုံကြော်အစာပြေလုပ်ကြည့်မယ်ပေါ့နော်ဟိုမန္တလေးမှာဆိုတော့ပဲကြော်လို့ခေါ်တဲ့ဟာပေါ့နော်အန်ဒီဆာတို့ဒီအထက်ပိုင်းကတော့ပဲမုံကြော်လို့ခေါ်တယ်နော်ကဲအဲ့ဒါလေးကိုထည့်ပါမယ်အရင်ဆုံး၅ဘူးထည့်အန်ဒီဆာတော့ကောက်ရင်းစာအနဲ့ပဲစားတဲ့အန်ဒီဆာအဖြူမစားဘူးနော်ပြည့်အောင်ထည့်တစ်ဘူးနှစ်ဘူးသုံးဘူးလေးဘူးငါးဘူးကဲ၅ဘူးကြော်မယ်နော်အန်ဒီဆာဒီမှာဒါလေးကစားပေါ့နော်ဒါကတော့ဆော်တာဘယ်လောက်လဲဆိုတော့လက်ဖက်စားစုနဲ့တစ်ဝက်နော်ဒါလေးကတော့သမင်းစားစုတစ်စုံမရှိတစ်စီတစ်ဝက်ပေါ့လေသမင်းစားစုနဲ့ဆိုတစ်ဝက်နော်ကဲအမှထည့်ပြီနော်ကဲဒီမှာဆော်တာလေးလည်းထည့်ပြီကဲဒီမှာနော်ပဲရတော့များပေါ့နော်အန်ဆန်ပဲများလေးလုပ်ထားတယ်ကဲဒီမှာပဲများနဲ့ကြော်မယ်ကောင်းကောင်းလေးကလေးတွေကောင်းကောင်းလေးစားနေလေလက်ဖက်ရည်နဲ့တိုက်မှာသူတို့ကဲဒီမှာကျင်းမနော်ကျင်းထည့်ပြီနော်ကျင်းပါရတယ်နဲ့ပမင်းကြော်ကျင်းမပါစားမကောင်းဒါတော့တင်းပေါ်နန်ပေါ့နော်နန်မီရိုးထည့်လဲရတယ်နော်ရိုးတို့ကဲအဲ့ဒါလေးကိုညီလေးနဲ့ကဲနေမယ်ရထည့်ပြီးမယ်လိန်ထည့်ပြီးမှကနေကဲအဲ့လိုလေးနေသွားတာပေါ့နော်သမုံနဲ့မှဒီမုံကအလွယ်ဆုံးမှကြော်တဲ့ခါလဲမပေါက်ဘူးသူကဆော်တာမပန်စားမကောင်းနော်ဆော်တာမပန်လည်းရတယ်ဆိုလို့လာမပြောနဲ့ဆော်တာမပန်စားမကောင်းဘုံကိုဝါလိုက်တဲ့ခါမှာကျွတ်နဲ့မနေဘူးငရှင်လောက်တော့လည်းမထောင်းရဘူးရောထောင်းရပါတယ်ရောအကုန်လုံးမျိုးပြောနေကြတာငရှင်မထောင်းမနဲ့ပဲသူစားမလဲထမင်းကတတ်ငရှင်ကတတ်အဲ့လိုစားမှလားမသိဘူးအမျိုးပြောကြတာလက်တွေ့လည်းမလုပ်ဘူးကြပဲနဲ့သူများစေတနာမေတ္တာနဲ့လုပ်ပြတဲ့ဥစ္စာကိုသင်ခန်းစာမယူကြဘူးဘူးသူသားဖြစ်တင်ပြတဲ့ဟာကိုမှတ်ရအောင်လို့ပြောပြတဲ့ဟာကိုတခါတဲ့နဲ့ကဲအမျိုးတို့ရေပြီးသွားရင်နော်နှက်သွားရင်နော်အဲ့လောက်ပဲကဲအန်ဒီဆန်းကြော်ပြမယ်နော်ကြော်လာလေးကြည့်လိုက်ရအောင်အန်ဒီဆန်းတို့ဒီမှာတော့ပဲမုံလို့ခေါ်တာပေါ့နော်မန်းလေးမှာတော့ပဲကြော်လို့ခေါ်တယ်မဆလာတွေပါထည့်နေရတယ်နော်ကြိုက်လို့ရှင်လေးဒီပဲမုံကြော်ဆိုတော့ကြီးရဟန်းတန်ကားတွေဒီအရင်ဆုံးကလည်းကောင်းတယ်အမျိုးတို့ရေးတာလေးကဒုတိယတယ်ပေါ့နော်အန်ဒီဆန်ဒုတိယတယ်ပဲထည့်တာလေးမပြလိုက်ရဘူးအမျိုးတို့မရိုက်ထားလိုက်ပြီပေါ့နော်တဲ့ဒီမှာကောင်းလိုက်တာကျိုးပြီးရွာနေတာပဲစီလည်းမကုန်ဘူးတဲ့အမျိုးတို့ရေးကြည့်ပါဦးဒီမှာအများကြီးပဲရတာနော်ဒီမှာကော်ဖီလေးနဲ့တိုက်မှာအန်ဒီဆန်ဒီမှာကော်ဖီလေးနဲ့မကော်ဖီရရေတန့်ဘူးတွေနဲ့ထည့်ပြီးမှအေးခံလာတာအားလုံးနေကောင်းကြမှာပြီးမှတဘာဝကပ်ပြီးမျိုးမှကင်းဝေးကြပါစေလို့တိုင်းကြိုင်တိုင်းကြတိုင်းစီတိုင်းနေလဲအောင်မြင်မှုတွေရကြပါစေเนาะဆုတောင်းပေးလိုက်ပါတယ်လို့